အာရခပြည်တွင်ကျန်းဖတ်စစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေကြောက်ဖြူမန်အောင်မြို့နယ်တွေကပြည်သူတွေဟာစီးပွားရေးတွေပိတ်ဆို့ခံထားရပြီးအငတ်ဘေးစိုက်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာတိုက်ပွဲတွေကိုအကြောင်းပြပြီးစစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တွေကိုဝင်ထွက်သွားလာမှုပိတ်ပင်ထားတဲ့အတွက်ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေဟာရပ်တန့်နေရတယ်လို့အလုတ်ကန်အခွင့်အလမ်းရှားပါမှုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။စစ်တွေမြို့နဲ့ကြောက်ဖြူမြို့တွေမှာဒုက္ခသည်တိမ့်နဲ့ချီရှိနေပြီးနိုင်ငံတကာရဲ့အကူအညီတွေလည်းမရရှိတာကြောင့်အငတ်ဘေးစိုက်ပြီးတည်ဆုံနေတဲ့မိသားစုတွေရှိတယ်လို့စစ်တွေဒေသခံတူကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လအတွင်းကစစ်တွေမြို့မင်းကန်ရက်ကွက်မှာနေထိုင်တဲ့လူ9ဦးရှိတဲ့မိသားစုတစုဟာရှာဖွေစားတောက်ဖို့အလုံးမရှိတာကြောင့်အငတ်ဘေးစိုက်ကမိမိကိုယ်ကိုအဆုံးစီရင်ပြီးတည်ဆုံသွားကြတယ်လို့ဆိုပါတယ်။စစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တွေဟာပင်လယ်ပြင်ကမ်းစပ်မှာတည်ရှိတဲ့မြို့တွေဖြစ်ပြီးဒေသခံပြည်သူတွေဟာရေလုံငန်းနဲ့လေယာလုပ်ငန်းတွေကိုမှီခိုလုပ်ကင်စားတောက်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့စစ်ဆေးရေးဂိတ်တွေတင်းကျပ်မှုကြောင့်ပင်လယ်ထွက်ငါးရှာခွင့်မရသလိုလေယာလုပ်ငန်းတွေကိုလည်းလုပ်ကင်ခွင့်မရရှိကြဘူးလို့ဒေသခံတွေကပြောပါတယ်။2023နိုဝင်ဘာလတကြောပြန်တိုက်ပွဲစတင်ဖြစ်ပွားကလေးကရခိုင်ပြည်အတွင်းမြို့တွေဟာလမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်ပြီးဒေသတွင်းစီးပွားရေးလုပ်ငန်းတွေဟာလုံးဝရပ်တန့်သွားတာဖြစ်ပါတယ်။အာရခတပ်တော်သိမ်းပိုက်ထားတဲ့မြို့နယ်14ခုကတော့လက်ရှိမှာတွာလာကွင်းတွေစီးပွားရေးတွေနဲ့လူမှုရေးဆိုင်ရာကိစ္စရပ်တွေဟာပုံမှန်အတိုင်းပြန်လည်ဖြစ်ပွားနေပေမဲ့စစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေကြောက်ဖြူမန်အောင်မြို့တွေကတော့အဘက်ဘက်ကပိတ်ဆို့ခံထားရဆဲဖြစ်ပါတယ်။စစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တွေဟာရေထွက်ပစ္စည်းတွေကိုရှာဖွေပြီးရခိုင်ပြည်အနှံ့ပြည်မမြို့တွေနဲ့အိန္ဒိချင်းနိုင်ငံတွေကိုတင်ပို့ရောင်းချပြီးမိသားစုစားဝတ်နေရေးပညာရေးကျန်းမာရေးကိုလည်ပတ်နေကြတာဖြစ်ပါတယ်။လက်ရှိမှာတော့အဲ့ဒီမြို့တွေကပြည်သူတွေဟာမြို့ပြင်ထွက်ရှာဖွေစားတောက်ခွင့်မရတယ်လို့အာရခတပ်တော်အေထိန်းချုပ်ထားတဲ့မြို့တွေကိုလည်းတွားရောက်ခွင့်မရဘဲစစ်ကောင်စီရဲ့အဖက်ဖက်ကပိတ်ဆို့ထားတဲ့ထိန်းချုပ်မှုအောက်မှာစိတ်မွန်းကြက်မှုတွေနဲ့အငတ်ဘေးဆိုင်ကအသက်ရှင်ရပ်တည်ဖို့မရေမရာဖြစ်နေကြတယ်လို့စုံစမ်းသိရပါတယ်။